အလုံးစုတောင်းအမနဲ့တမီးလဲစုတောင်းနော်ကဲဟုတ်စုတောင်းရအောင်ချစ်ချစ်မြတ်တော်ရှင်ဖဖျားတခင်ကိုတော်ရှင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ကိုတော်ရှင်ရဲ့ဘုန်းကပါဆက်ဆက်တည်ရှိပါစေဟောဒီနေ့ကဆောတော်တန်ရှင်တော်ကိုတော်တော်ပါစုပြီးတော်မူတာတော်ဖဖျားကိုတော်ဟာဘုရားတကာတို့ရဲ့ဘုရားရှင်တကာတို့ရဲ့ဘုရားဖန်ဆင်းရာတက်ကေကေရှင်ဘုရားတဲ့ဒါကြောင့်မို့ဒီနေ့လေဒီတော်ပန်စီနဲ့ဘုရားသမီးမခင်လေးတို့အိမ်မှာဒီကဲတို့တော့ကိုတော်ရှင်ရဲ့ကိုတော်ရှင်ယုံကြည်ကိုတော်ရဲ့တာပြားနဲ့ကိုတော်ယုံကြည်တဲ့ကာလဆောင်းတောင်းဒါရောက်ခွင့်ရရှိတဲ့အတွက်ကျေးဇူးတင်တဲ့ဒီနေ့ဒီတော့ပန်စီတော်ဝိညာဉ်တော်ဘုရားမှာလုံခဲ့တဲ့အချိန်ကာလမှာသုံးကလုံခဲ့တဲ့အချိန်ကာလမှာဒေါသရဲ့မျက်စိနဲ့မြင်ရတဲ့ကျေးဇူးရှင်ယုံကြည်ကားတော်ဘုရားရှင်ဘုရားကတော်ရတဲ့ဒီနေ့ဒီကာလနဲ့စာပြီးတော့ဘုရားတော်ရဲ့မထေရရှင်လာတော်မိမိရဲ့ကျေးဇူးပိုင်ရှင်ကိုကျေးဇူးတင်တဲ့ဒီနေ့မှာစာရွက်ဤအိမ်ဝဲအပေါ်မှာရှိနေသောမကောင်းသောစာရန်ဝန္ဒမောင်လေးကိုလုံးစုံကိုယေရှုနာမနဲ့ပေးရှားတဲ့ဒီအိမ်ဝဲဤချာဝဲဤမိသားစုဒီနေ့မှာစာရွက်ယေရှုဘုရားလက်တော်နဲ့အနန္တရဲ့ဤမိသားစုတန်ရှင်းသောဝိညာဉ်တော်ဘုရားအုပ်မိသားစုဖြစ်တဲ့ယနေ့အချိန်မှာစာရွက်ကိုလက်ဝင်နဲ့အနန္တပေးပါလေလူရဲ့သက်တာပေါ်မှာဆုံးချုံခဲ့တဲ့အရာလူရဲ့ပေါ်မှာကြည်ကွဲစေတော့အရာဝမ်းနည်းစေတော့အရာများအားလုံးယေရှုနာမနဲ့ဖယ်ရှားတဲ့ဘုရားရှင်ကျော်လွားတဲ့လက်ဝင်နဲ့အနန္တပေးပါလေလူရဲ့စိတ်နှလုံးသားကိုကြည်မဲ့ဖွင့်သမားတော်မှာဝယ်ဝတ်ပြုသွားနိုင်တော့တဲ့လူများဖြစ်စေဖို့ဒီနေ့အချိန်မှာစာရွက်ယေရှုနာမနဲ့ဆက်ပါခြင်းသူရဲ့တက်တာပေါ်မှာတော့၎င်းသမီးငယ်ကိုထွေးလေးပေါ်မှာတော့၎င်းယေရှုနာမနဲ့ကောင်းချီးပေးတဲ့မခင်ရဲ့ပေါ်မှာလည်းဝတ်ချက်တော်ကြီးကိုတော့နာများခါနာချင်းဝေဒနာများလည်းရှိပါတယ်ဘုရားရှင်သူ့ကိုယ်တော်ကိုမြင်ဒီဝေဒနာလုံးစုံတော့ပြောင်းပြစီနေတော့ဒီကိတော့တော့လည်းဘုရားတော်ကိုကြောင့်သူတို့လည်းဝေဒနာနဲ့ပြောတော့တာချင်းဝေဒနာခံကြရတဲ့ဘုရားရှင်ကိုဘုရားရှင်ကိုဘုရားရဲ့တော်သမီးများတော့ဆက်ပြီးဝေခါတော့ရတဲ့ချစ်ရှိတိုင်းဘုရားဒီဒီဆိုပြီးတော့ကြောင့်ဒီတော့ကိုကြည့်နေတယ်ဒီမိသားစုကဘုရားရဲ့ပဲထောက်ရမြေမှာကဲတင်မှာတော့ပြောင်းချင်ပြီးတော့ပြီးတော့ကြောင့်ဘုရားကိုကျေးဇူးတင်တယ်ဘုရားဆင်းတော့ဘုရားဝိညာဉ်ဖြစ်တော့နာစကုံကုံဆလာမကာကဲဆာမစီရောကြောင့်ဘုရားကိုကျေးဇူးတင်တယ်ဘုရားဒီလက်ကောင်းကြီးနိုင်တယ်ဒီမိသားစုကပြောချင်ပြီးတော့ပြီးတော့ကြောင့်ဘုရားကိုကျေးဇူးတင်တယ်ဘုရားဝိယေရှုနာမနဲ့မှာစာရတကယ်ပဲအတင်းတော်ဘုရားတော်ကဘုရားရှင်ကိုတော်ကသစ္စာရှိတော်ကိုယေရှုနာမနဲ့ထားတယ်လို့စိတ်နှလုံးသားထဲမှာဘုရားကိုယုံကြည်ခြင်းမှာတကယ်ပဲတကယ်ယေရှုခရစ်တော်ဘုရားကိုဒီတော့တဖို့ရယေရှုခရစ်တော်ဘုရားကိုကိုးစားတတ်ဖို့တော်ယေရှုတော်ကိုဘုရားရှင်ကိုမင်းပါဘုရားကိုတော်ကြောင့်ကိုကြည်တဲ့နေဒီမှာစာရုံးရတော်မှာတက်တာပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်သူပါရှိတဲ့ယေရှုကိုခါနေတယ်အခက်လုံးဆုံးမယေရှုနာမနဲ့ပြေရှာတယ်ဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ဘုရားအုပ်ဆုံးနေပြီးတော့ယေရှုခရစ်တော်ရဲ့နာမတော်ကိုကြည်တဲ့ Emmanuel Krishna ဒီကွဲနေတဲ့နေရာများလုံးစုံနဲ့ယေရှုနာမနဲ့ရှာတယ်မောင်မိုက်တခုဖုန်းနဲ့ကြည့်အောင်ပါအဲ့ဒီLam yit mat ai wa ji mo Krishna တော့မှလည်းတကယ်ပဲရှင်Krishna ဘုံတယ်လို့ယင်ဝအဲ့ဒီအတင်းတော်အားဖြင့်တကယ်ရှိတဲ့ဘုရားကိုချီးစားဖို့လားဒီနေ့တတ်တဲ့နေရာကိုပေးတာတော့ပါဝိညာဉ်လုံးသားကိုရှင်ပေးပါတာတကယ်တော့ချီးချတော်နေရာဒီလင်းဖြစ်တဲ့ကြောင့်ဘုရားကိုကြည်စုတဲ့ဒီရွာမှာလည်းဒီအိမ်အားဖြင့်လက်ဝဲနဲ့အနန္တရက်ခကြောင့်ခမလက်ဝဲနဲ့အနန္တ Grace ဘုရားရှင်လုံးကတော့တရားကိုကြားစေအဒီကိုမြင်တွေ့စီတော့မင်းအသက်တာကိုပြောတော့ဘုရားသူတို့မြင်နေတော့မယမ်နေဒီမူလုံးတော့ဆက်ခိုးခိုးကတောင်းဆောင်အမိုင်းဒီနေ့မဲနီ Grace ဒီမင်္ဂလာများဒီဒါဆိုပေါ်မှာကိုတော့ဘုရားတက်ရောက်စီပြီးတော့ယေရှုနာမနဲ့ဝေခံပြီးတော့တောင်းပေးပါတယ်ဘုရားများလည်းကျေးဇူးတင်တယ် Grace มันก็สุดใจစိတ်နှလုံးသားထဲမှာဆုံးမနေဘုရားမလန်းရဲ့တဲ့ပိုင်မှာဘုရားနိုင်မှာတကယ်ရှိနေရှိတော့ဘုရားကိုစားလာပါရလဲကိုတော့ဆွဲခေါ်မှာဘုရားအားနေစေတော့ကြောင့်ကိုတော့ကိုကျေးဇူးတင်တယ်တကယ်ပဲဝိညာဉ်ထဲမှာလည်းနာလေနဲ့ရှာရတာရရရှိကြောက်ပြီးတော့ဘုံခံပါတယ်โอ้Grace ဖုန်းတယ်မြေမှာကြောက်တွေ့ရတဲ့ပဲဆက်ဆံပါဆို Grace ဆံရကပ်လောက်နာ Grace ဆံရဆံရစတူတူကဆက်စီပဲလာလာတယ် Grace ဆံကနောက်ဆက်ပြီးတော့ကျေးဇူးတင်တယ်ယေရှုခရစ်တော်ဘုရားရဲ့ဒီဆုံးခြင်းဝမ်းမြောက်ခြင်းညီတက်ခြင်း